ပြုတ်တော်ဆောင်တော့အားအင်အရေးကြီးတယ်လို့ထင်လားရှင်အရေးကြီးပါတယ်လူကြီးအတွက်ကောကလေးတွေအတွက်ကောအရင်အရေးကြီးပါတယ်ဒီနေ့ကျွန်မကလေးအကြောင်းလေးတွေကိုပြောရခြင်းအကြောင်းရင်းကကလေးလည်းအရေးကြီးသလိုလူကြီးတွေအတွက်လည်းပဲ training တွေသင်တန်းတွေမြန်မာပြည်မှာအများကြီးရှိနေပါပြီအဲ့ဒါကျွန်မတို့ကကလေးလက်သက်လူကြီးလက်သက်ဆိုရင်နှစ်ဦးနှစ်ဖက်ကအရန်အဆင်ပြေပြီးတော့မှရှေ့ကိုသွားတဲ့အချိန်မှာအရန်ကို smooth ဖြစ်တယ်လူကြီးတွေ training တက်တယ်ကလေးတွေမတက်ဖြစ်တဲ့အချိန်မှာကိုတယောက်ထက်တက်တယ်ဆိုရင်လေအိမ်မှာကျမတို့ကအဆင်ပြေဖို့ကတယောက်နဲ့တယောက်ညှိနှိုင်းရခက်တယ်ဒီနေ့ကလေးတွေအတွက်ကောလူကြီးတွေအတွက်ကောမြန်မာပြည်မှာဆိုရင်တက်နန်းတွေအများကြီးရှိပါတယ်တက်ပါလို့အားပေးချင်ပါတယ်ဒီနေ့အပြုတ်သဘောဆောင်တော့အားအင်းဆိုတာဟာကျမတို့အတွက်လူကြီးရောကလေးရောအရေးကြီးတယ်လို့ကျမပြောချင်ပါတယ်ကိုယ့်ရဲ့တန်ဖိုးကိုမြင်လာတဲ့အချိန်မှာကဘာကြီးကိုမှအစအပြုတ်သဘောဆောင်ပြီးတော့ positive energy နဲ့ positive thinking တွေတွေးလာတဲ့အခါမှာကျမတို့အတွက်ဆက်ဆံရေးတွေမိသားစုဆက်ဆံရေးပတ်ဝန်းကျင်ဆက်ဆံရေးအကြောင်းမှာအချင်းချင်းဆက်ဆံရေးဆရာတွေဆရာမတွေနဲ့ဆက်ဆံရေးမှာအရန်ကောင်းလာပါလိမ့်မယ်ပို့ပြီးအဆင်ပြေပြီးတော့မှသူတို့ဘဝလေးတွေအတွက်တနေ့တာကြော်ဖြတ်ဖို့အတွက်ကိုသူတို့တီဆောက်တတ်လာမယ်အရန်အရေးကြီးတယ်သူတို့တီဆောက်တတ်လာမယ်သူတို့တီဆောက်လာတဲ့အချိန်မှာသူတို့ကတနေ့ထက်တနေ့တန်မိုးရှိအောင်နေနိုင်ပြီးတော့မှမိသားစုကိုပွင့်လင်းလင်းဆက်ဆံလာလိမ့်မယ်တချို့ချစ်တယ်ဆိုတဲ့စကားကိုချစ်တယ်လို့မပြောရဲဘူးမိသားစုမှာမိဘရောသားသမီးရောတယောက်နဲ့တယောက်ချစ်တယ်လို့ဖက်ဖို့တောင်မှတချို့ရှက်ကြတယ်ကြောက်ကြတယ်အားအင်မရှိဘူးအဲ့အတွက်မတိတာယုံကြည်တာဒီ training လေးပြီးသွားမယ်ဆိုရင်မိသားစုထဲမှာကလေးတွေအတွက်ကတဖြည်းဖြည်းချင်းပိုကောင်းတဲ့ဘဝတွေကိုရရှိလာမှာပဲဖြစ်တယ်မတိတာတို့ OAC ကတော့ training က၄ခုရှိတယ်အခုက basic စတာပဲ basic ပြီးရင်ကျမတို့ဒုတိယအဆင့်တစ်ခုထပ်လာမယ်တတိယအဆင့်တစ်ခုထပ်လာမယ်နောက်ဆုံးတစ်ခုကဘန်ကောက်မှာပဲတက်လို့ရတယ်ဒီနောက်ဆုံးတစ်ခုကကြတော့မြန်မာပြည်မှာလှုပ်လို့ရတဲ့နေရာ area မရှိဘူးနေရာဆိုတာထက်ကိုလေပစ္စည်းရစုံတဲ့ဟာမရှိဘူးအဲ့အတွက်ဒီ၄ခုသင်တန်းပြီးပြီဆိုရင်ကလေးတွေကိုစိတ်ချလိုက်တော့မိဘတွေစိတ်ချလိုက်ပါတော့ကိုကလေးတွေကိုအတွက်ကောသူတို့အတွက်ကောကဘာကြီးအတွက်ကောအကျိုးပြုတဲ့သူဖြစ်ပြီးတော့မှတကယ်ကိုမှအပြုတ်တပေါင်းဆောင်တဲ့ energy တွေကိုရရှိလာမယ်ကျမတို့ OAC ကလေးသင်တန်းထဲမှာအံ့ဩရလောက်တဲ့ neural linguistic programming လို့ခေါ်တဲ့ကလေးတွေခေါင်းထဲမှာ program လောက်တာတော့မှကျမတို့ကအပြုတ်တဘောဆောင်တာကိုလုပ်ပြီးတော့မှသူတို့ရဲ့ဘဝမှာလိုချင်တာကိုပဲတွေးပြီးမလိုချင်တာမတွေးတော့ပါဘူးအဲ့အတွက်မတိတာယုံကြည်ပါတယ်ဒီနေ့ OAC ကမြန်မာပြည်မှာပထမဦးဆုံးအကြိမ်စတဲ့အတွက်ကျမတို့ဒီပထမဦးဆုံး training မှာလာတက်တဲ့ကလေးတွေက history တွေထဲမှာပါသွားမယ် theory OAC ရဲ့တကယ်ကလေး training ထဲမှာပါသွားပြီးတော့မှကျမတို့ကြီးလာတဲ့နေ့တစ်နေ့ကြရင်အံ့ဩရလောက်တဲ့ဒီ training ရဲ့အကျိုးဆက်တွေကိုထပ်မြင်ပြီးချိတ်မိတဲ့အချိန်မှာပီတိဖြစ်ပြီးတော့မှကိုသားသမီးတွေကမှအစကိုဘလို့ရှစ်ဆက်သွားရမလဲဆိုတာတွေကိုသဘောပေါက်လာတဲ့အချိန်မှာအင်မတန်တန်ဖိုးရှိပါတယ်ဒီအတွက်ကြောင့်မတိတာရဲ့ OAC training ကဧပြီလ23-24မှာဖြစ်ပါတယ်ရှင်လာတင်မဲ့ဆရာကိုယ်တိုင်ကလည်းပဲစင်ကာပူကနေလာမှာပဲဖြစ်ပါတယ်အားကစားရွှေတစိတ်အားကစားသမားတွေကိုအစား training ပေးနေတဲ့သူတွေပါကလေးသူငယ်မှလူကြီးအထိကိုသင်တန်းတွေ training တွေပေးပါတယ်ကျမကိုယ်တိုင်လည်းပဲကျမရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ပြီးတော့မှလူကြီး training တွေသင်တန်းတွေကက်တွေလုပ်နေပါပြီဒီအတွက်ကြောင့်မလို့ကျမတို့မိသားစုလိုက်ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဘဝကြီးကိုကြော်ဖြတ်ကြရအောင်လို့ပြောချင်ပါတယ် fighting